ရွှေရမျိုးရဖြစ်လာပြီဆိုရင်မေတ္တာအစည်းတဲ့နဲ့နောက်ချစ်ခင်မြတ်နိုးပြီးတော့စီစီလုံးလုံးနေတဲ့အတိုင်းဝိုင်းကနေများသောအားဖြင့်အမုန်းနေနဲ့မကျေနပ်ချက်တွေနဲ့ရွှေမျိုးချင်းချင်းကြိတ်ပြီးတော့ပြိုင်နေတာဟာအကုန်လုံးရှုပ်ရှက်တွေခတ်ပြီးတော့နော်ရွှေမျိုးဆိုရင်များသောအားဖြင့်မုန်းညတာများဟုတ်လားအေးမေတ္တာနဲ့တကယ်ကိုချစ်ပြီးတော့ဟာအကြောင်းတိုက်ဆိုင်လို့တွေ့လာကြုံလာကြတာတကယ်ကိုပဲစစ်မှန်တဲ့မေတ္တာနဲ့အကျိုးဆောင်ရွက်လို့စိတ်ရှိပြီးတော့နော်ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်နေတဲ့အတိုင်းဝိုင်းတွေဆွေမျိုးအုပ်စုတွေလည်းမရှိဘူးတော့မဟုတ်ပါဘူးရှိပါသို့တော်လည်းပဲလူတွေပြောနေကြစကားတစ်ခွန်းရှိတယ်ဆွေမျိုးတွေချစ်လိုက်တာအမွေခွဲပြီးသားလားတဲ့အဲ့ဒီကြာရင်ဒုက္ခတွေကရောက်ကြတယ်ဟုတ်လားနော်အကြောင်းတိုက်ဆိုင်လို့အကြောင်းတွေရှိခဲ့ကြလို့နော်မောင်ရဲ့နှမရဲ့ညီရဲ့အကိုရဲ့တော်ဆက်နေကြတယ်နော်ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးဒူမတော်ဆက်နေကြတယ်ဒါတွေဟာလူသားတွေလူတွေတတ္တဝါတွေဒီလောက်များနေတာသူနဲ့ကိုယ်နဲ့လာပြီးတော့တွေ့တယ်ဆိုတဲ့ကွာစားအကြောင်းဟာရှိလို့တချို့ကလည်းပဲအကြောင်းရှိလို့တွေ့တာကိုရှုတော့အမျိုးမျိုးကနေကြည့်ပြီးတော့ပြောကြတာလည်းရှိသေးတယ်နော်အကြောင်းရှိလို့တွေ့တယ်ဆိုတာနှစ်မျိုးရှိတယ်တဲ့အဲ့ဒါတော့ရေစက်ရှိလို့တွေ့တာရဲ့ဝတ်ကြွေးရှိလို့တွေ့တာရဲ့တဲ့မဲဟုတ်တုတ်တုတ်ပဲသူဟာဟုတ်လားနော်ရေစက်ရှိလို့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နေရဖို့အကြောင်းတွေပါလာလို့တွေ့ကြကြုံကြတာဒါတစ်မျိုးသူကဒါကိုရည်ရွယ်တာနဲ့တူတယ်တချို့ကြတော့လည်းပဲပါတယ်တော့ဝတ်ကြွေးရှိလို့တဲ့ဒါကတော့ तू ကတော်တော်ကိုမကြည်မနှက်ဖြစ်နေတယ်သူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့အပေါင်းအသင်းအပေါ်မှာ तू အစာမကြည်ဘူးဆိုတာကို तू ပြောတဲ့စကားကိုကြည်ခြင်းအဖြစ်သိနိုင်ကြွေးဆက်ဖို့အတွက်တွေ့ကြတာပေါ့လေဟုတ်လားအဲ့ဒါလိုကြီးမြင်နေမှတော့ဘယ်ကောင်းမှာတော့တကယ်ဆိုရေသက်ရှိလို့တွေ့တာကြုံတာလို့မြင်မှကောင်းမှာပေါ့နော်ညာတကနေစသင်္ဃဟနော်ဆွေတွေမျိုးတွေရဲ့ပုံမှာနော်သင်္ဃဟတရားနဲ့ချီးမြှောက်ရမယ်သင်္ဃဟတရားကိုနားထဲမှာအတိပ္ပယ်တွေရင်းနှီးပြီးသားလို့ဘုံဘုံကတော့ယူဆပါတယ်နော်သင်္ဃဟတရားသင်္ဃဟဆိုတာဘာလို့ချီးမြှောက်ဒါနသင်္ဃဟပေကံမှုနဲ့ချီးမြှောက်ပေယဝဇ္ဇသင်္ဃဟချစ်ဖွယ်စကားကိုမေတ္တာတရားရှိရှုပြီးတော့ပြောဆိုခြင်းဖြင့်ချီးမြှောက်နော်ပြီးတော့ဘာတော့အဋ္ဌစရိယသူ့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်းအပြင်ချီးမြှောက်တမာဏတ္တတာကိုယ်နဲ့တန်းတူထားပြီးတော့ချီးမြှောက်တာတစ်ဆင့်နှိမ့်တစ်ဆင့်မြင့်ဆက်ဆံရေးမျိုးမဟုတ်ဘဲနဲ့ဟုတ်လားကိုယ်နဲ့တန်းတူထားပြီးတော့ကိုယ်ကဲ့သို့ကိုကဲ့သို့ကိုယ်ဆွေမျိုးတွေပေါ်မှာသဘောထားဟုတ်လားအဲ့လိုမျိုးသင်္ဃာတရားနဲ့ချီးမြှောက်ခြင်းဟာကြီးပွားခြင်းရဲ့အကြောင်းချမ်းသာခြင်းရဲ့အကြောင်းပြည့်စုံခြင်းရဲ့အကြောင်းလို့မြတ်စွာဘုရားဟောနော်ဒါကြောင့်မို့လို့အကြောင်းတွေတိုက်ဆိုင်ခဲ့လို့အကြောင်းတွေရှိခဲ့ကြလို့နော်အရင်တုန်းကသူ့ရဲ့အကျိုးကိုလည်းကိုယ်ဆောင်ရွက်ခဲ့လို့ကိုယ့်ရဲ့အကျိုးကိုလည်းသူဆောင်ရွက်ခဲ့ကြလို့ပြောရရင်ဟုတ်လားတွေ့ကြကြုံကြတာကိုပြောရရင်ကျန်တဲ့လူတွေထက်ပိုပြီးတော့စိတ်ထဲမှာအလေးအနက်ထားဖို့ဒါမြတ်စွာဘုရားဒီထိရည်ညွှန်းမယ်လို့ဘုံဘုံကတော့ထင်ပါတယ်။အော်ဆိုတိတန့်ဟောတာလေညာတကနေစသင်္ဃဟဟုတ်လားဆွေမျိုးမတော်တဲ့ကျန်တဲ့လူသားတွေရဲ့ပုံမှာလည်းပဲသင်္ဃာတရားနဲ့ချီးမြှောက်ဖို့မြတ်စွာဘုရားဟောတာပါပဲ။သို့သောအဲ့ဒီတဲကမှရွေးနှုတ်ပြီးတော့ညာတကနေစသင်္ဃဟညာတိဆိုတဲ့စကားလုံးလေးနဲ့ဟောတာဒါအများကြီးစဉ်းစားတဲ့အကောင်းမြတ်စွာဘုရားကျင့်သုံးတော်မူတဲ့အကျင့်မြတ်တွေကိုကြည့်မယ်ဆိုရင်ဘာလဲတော့လောကထစရိယံညာတထစရိယံဗုဒ္ဓထစရိယံတိလောကကြီးအတွက်ကျင့်တယ်ဒါကြတော့ဘာမှမခွဲခြားဘူးညာတထစရိယဆိုတဲ့ကြတော့ဘာတော့ဆွေမျိုးတွေအတွက်ကျင့်တယ်ဟုတ်လားပြီးတော့မှဘာတော့ဗုဒ္ဓထစရိယကိုယ့်အတွက်သိဖို့အတွက်ကျင့်တယ်ဒီလိုလဲရှိနေတာဆိုတော့တို့ညာတကနေစသင်္ဃဟောကိုခပ်ပေါ့ပေါ့သဘောမထားနဲ့ဒါလေးကိုဘုံဘုံကဦးစားပေးပြီးတော့ပြောခြင်းနဲ့နော်အဲ့တော့အကြောင်းတွေရှိခဲ့ကြတော့လာတွေ့လာတာကိုနော်မေတ္တာတရားနဲ့နော်သင်္ဃဟတရားတွေနဲ့အချင်းချင်းချစ်ချစ်ခင်ခင်စီစီလုံးလုံးနော်အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေနဲ့နေနိုင်ကြဖို့မလိုဘူးလားလိုတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတောင်မှဆွေမျိုးတွေရဲ့အကျိုးစီးပွားကိုနော်ကျင့်သုံးတော်မူခဲ့တယ်ဘုရားဖြစ်တဲ့ဘဝမှာတောင်ဘုရားမဖြစ်ခင်ဟိုးရှိကာလနော်ဘဝတွေကိုဖြတ်တန်းတဲ့အနေအထားမှာလည်းပဲဒီဆွေတွေမျိုးတွေရဲ့အကြောင်းကိုနော်ဆွေတွေမျိုးတွေရဲ့အကျိုးစီးပွားကိုကျင့်သုံးခဲ့တယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဇတ်တော်တွေအများကြီးရှိဟုတ်လားဘုံဘုံတို့ဆွေတွေမျိုးတွေညီညီညွတ်ညွတ်ရှိဖို့နော်စီစီလုံးလုံးရှိဖို့ဟောထားတဲ့သမုဒ္ဒမာနဇတ်ဆိုတာရှိတယ်
ဒုက္ခဓမ္မဇတ်ဆိုတာရှိတယ်နော်သမုဒ္ဒမာနဇတ်ဆိုတာဘာတော့ဘုံတို့ငုံကလေးတွေအကြောင်းမြတ်စွာဘုရားဟောတာလေငုံလေးတွေနော်မုတ်ဆိုးကငုံတွေကိုပိုက်ကွန်နဲ့ထောင်ပြီးတော့ဖမ်းတော့ငုံတွေမိကြတာ哦အဲ့ဒီမှာဘုရားလောင်းကုန်းကအကြံပေးတာပေါ့အဲ့ဒီမုတ်ဆိုးရဲ့ပိုက်ကွန်နဲ့မပါအောင်မုတ်ဆိုးဒီတခါလာလို့ပိုက်ကွန်နဲ့ထောင်ပြီးဆိုလို့ရှိရင်မပိုက်ကွန်ပေါက်ကလေးတွေမှာငုံလေးတွေခေါင်းလေးတွေထွက်ပြီးတော့ပြန်ပြေးလို့ကမရဘူးလေအဲ့မှာတပြိုင်နက်တည်းထမယ်ထပြီးတော့တပြိုင်နက်တည်းပြန်တယ်ပိုက်ကွန်ကြီးပါလေထဲရောက်သွားအောင်ပေါ့ပြီးတော့မှခြုံပုတ်တစ်ခုမှနားပြီးတော့ပိုက်ကွန်ကိုခြုံပုတ်ပေါ်မှာတင်ထားခဲ့ပြီးတော့အောက်ကသေးရွက်တစ်ခက်တွေကြားထဲကနေထွက်သွားမယ်ဆိုရင်တို့အသက်ရှင်မယ်အဲ့လိုနီးနဲ့ဘုရားလောင်းကသင်ထားတော့ညီညွတ်ငုံတွေအကုန်လုံးကအဲ့လိုမျိုးလောက်ကြတဲ့အခါမုတ်ဆိုးကတရက်မှငုံကမရထောင်လိုက်တယ်ငုံမမီပဲနဲ့ပိုက်ကွန်ပဲခြုံပုတ်ပေါ်သွားဖြုတ်နေရအဲ့ဒါနဲ့အင်္ဂါမိန်းမတရက်မဟုတ်တဲ့အခါကျတော့တင့်မာတိပြင်ကျွေးတရားမွေးတရားအတစ်တယောက်ရှိနေပြီနဲ့တူတယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့မုတ်ဆိုးကကာထာတပုတ်ရွတ်ပြီးတော့ပြောတယ်အဲ့ဒီတည်းမဲ့သမောဒမာနာဆိုတဲ့စကားလေးပါတယ်ဒါကြောင့်ဒီဇတ်တို့သမောဒမာနာဇတ်လို့နာမည်ပေးကြတာနော်ဗတ္တိရှင်မသမောဒမာနာညီညွတ်ကုန်သည်ဖြစ်၍ပက္ခိနောငုံတို့သည်ဇာလံကွန်ရက်ကိုအာရာယယူ၍ဂိစ္ဆန္တိသွားကုန်၏ယရာကျင်ခါ၌တေထုံငုံတို့သည်ဝိဝရိတ္တန်တိခိုက်ရန်ဖြစ်ကြကုန်ဟံတရားထိုခါ၌တေထုံငုံတို့သည်မေငါဤဝတ္တံအလိုတို့အေဟိန္တိရောက်ကုန်လက်တန်းတဲ့အခုသူတို့ညီညွတ်နေတော့ငါဘာမှမရဘူးတဲ့ဒါပေမဲ့ဒီညီညွတ်မှုဟာအမြဲတမ်းရှိမှာမဟုတ်ဘူးတနေ့နေ့တစ်ချိန်ချိန်မှာတစ်ခုခုသောအကြောင်းကြောင့်သူတို့ရဲ့ညီညွတ်မှုပြည့်စည်ပြီးတော့ညှင်းခုန်မှုတွေခိုက်ရန်မှုတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီငုံတွေအကုန်လုံးကငါရဲ့အလိုဆန္ဒကိုလိုက်ရလိမ့်မယ်အဲ့ဒါဟုတ်တယ်သူပြောတဲ့အတိုင်းပဲတနေ့တော့ငုံချင်းချင်းရံဖြစ်ပြီးတော့မညီညွတ်တော့ဘူးဟုတ်လားမင်းမပြန်နိုင်တာမဟုတ်ဘူးငါပြန်နိုင်တယ်ဟာအချင်းချင်းညင်းကြခုန်ကြရင်လည်းအဲ့လိုဆိုမင်းပြန်ငါမပြန်ဘူးမညီညွတ်တော့ဘူးဆိုတော့ခွန်အားမရှိတော့ဘူးမစည်းလုံးတော့ဘူးဆိုတော့အားမရှိတော့အားပြတ်သွားတော့နော်အဲ့ဒါနဲ့ပိုက်ကုံကြီးကြားလာတော့သူပြန်မယ်ငါပြန်မယ်ညင်းခုန်ရင်းနဲ့ပဲမုတ်ဆိုးကရောက်လာပြီးတော့သူတို့အကုန်လုံးယူသွားတာပေါ့ဘုရားလောင်းကတော့ညင်းခုန်နေတဲ့ကိုကစားဒီညင်းခုန်မှုဟာဘေးကိုဖြစ်စေတော့မယ်ဆိုတာသိတော့သူတို့ကိုပြောဆိုမရတဲ့ခါကျတော့သူတို့အလုံးကိုစွန့်သွားတယ်ဒီဇက်ကိုဘုံဘုံတို့မြတ်စွာဘုရားရွှေတွေမျိုးတွေကိုအကြောင်းပြုပြီးတော့ဟောတာနော်ဘာလို့ရွှေမျိုးတွေကိုအကြောင်းပြုပြီးတော့ဟောတာတော့ဟောပြတာတော့ဆိုတော့အလုံးကြားဥပါလေနော်ကပိလုနဲ့ကောလိယလာကူရင်မင်းနှစ်ပြည်တော်နော်မိုးခေါင်တဲ့နှစ်တစ်နှစ်မှာရေလူရတာလေဟုတ်လားရောဟိနီမြစ်ရေဟိုဘက်ပြည်ရောတောင်ရောဒီဘက်ပြည်တောင်ရောဒီရေလေးအမိပြုတ်ပြီးတော့စိုက်ကြပြိုးကြတာကိုအဲ့ဒါမိုးကခေါင်တော့ရေကမလောက်တဲ့ခါကျတော့ရေလူရင်းနဲ့လေသမားချင်းချင်းညင်းညခုံညခိုင်ရန်ဖြစ်ကြအဲ့ဒီမှာတော့ငယ်ကျိုးငယ်နာတွေဖော်ပြီးတော့နော်အနိုင်ရဖို့ပြောကြဆိုကြအဲ့ဒါကတဆင့်နဲ့တဆင့်တက်လာပြီးတော့နောက်ဆုံးမင်းကြီးမင်းသားတွေရဲ့နားထီရောက်တဲ့အခါကျတော့နော်မာနကိုထိခိုက်လာတဲ့အခါအတ္တကိုထိခိုက်လာတဲ့အခါမာနတွေနဲ့နော်အချင်းချင်းတတ်ကြဖြတ်ကြမယ်ဆိုပြီးတော့ဟိနီမြစ်ပြင်မှာနော်စစ်တပ်ကြီးနှစ်ဖက်ချီတက်လာတာအဲ့ဒီမှာမြတ်စွာဘုရားကောင်းငင်ကနေကြွားပြီးတော့ရွှေတော်မျိုးတော်တွေမပြည့်စည်ဖို့ရွှေမျိုးတွေရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကျင့်သုံးတာပေါ့နော်အဲ့ဒီမှာသူတို့ရည်လူတာကိုအကြောင်းပြုပြီးတော့ဘုံဘုံတို့မှာအမျက်ထွက်တာကဘာတော့ဆိုတော့မြတ်စွာဘုရားဟောခဲ့တဲ့ဂါထာတော်၃ပုဒ်ရှိတယ်အဲ့ဒီဂါထာ၃ပုဒ်ကလုံးဝနှစ်သက်စရာကောင်းတယ်နော်သူတုခဝတ္တဇီဝမဝေရိနေတုအဝေရိနောဝေရိနေတုမနုဿေတုဝိဟာရမအဝေရိနောသူတုခဝတ္တဇီဝမအတုရိတုအနာတုရာအတုရိတုမနုဿေတုဝိဟာရမအနာတုရာသူတုခဝတ္တဇီဝမဥဒ္ဓကေတုအနုတုကဥဒ္ဓကေတုမနုဿေတုဝိဟာရမအနုတုကတဲ့ဂါထာလေး၃ပုဒ်ရေမယာကျင်ငါတို့သည်ဝေရိနေတုငါးပါးသောယံရှိကြကုန်သောမနုဿေတုလူတို့၌အဝေရိနောယံမရှိကြကုန်သည်ဖြစ်၍ဝိဟာရမနေနိုင်ကြကုန်၏တေမယာထိုးငါတို့သည်ဝေရိနေတုယံရှိကုန်သောသူတို့၌အဝေရိနောယံကင်းကြကုန်သည်ဖြစ်၍သူဒုက္ခအလုံးချမ်းသာစွာဇီဝမဝတ္တအသက်ရှိကြရာပေကုန်စွာတကားယံဒီရောပြွန်းနေတဲ့ဟောဒီလူတွေကြားထဲမှာတို့ကတော့ဘာယံမှမရှိဘဲနဲ့တကယ်ကိုချမ်းချမ်းသာသာတို့ဟာအသက်ရှင်ကြတယ်တဲ့မြတ်စွာဘုရားသူတို့ဘဝနဲ့မြတ်စွာဘုရားရဲ့ဘဝကိုရှင်းပြီးတော့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားရေမယာကျင်ငါတို့သည်ဝေရိနေသူယံရှိ၍နေကြကုန်သောမနုဿေသူလူတို့၌
ဝေဒီနောယံမရှိကုန်သည်ဖြစ်၍ဝိရမနေနိုင်ကြကုန်၏ဒေမယထိုငါတို့သည်ဝေဒီနေသူယံရှိကုန်သောသူတို့၌အဝေဒီနောယံကင်းကြကုန်သည်ဖြစ်၍သူဒုက္ခံချမ်းသာစွာဇီဝမဝတ္တအသက်ရှိကြရာပေကုန်စွာတကားဒါယံရှိတဲ့လူနဲ့ယံမရှိတဲ့လူရဲ့ကြွားခြားချက်နော်စိတ်ထဲမှာဒေါသယံနေရှိတယ်အပြင်ဘက်မှာလည်းပဲအမုန်းယံနေရှိတယ်အဲ့ဒီယံနေရှိနေဘဝမှာဘလို့မှချမ်းချမ်းသာသာရှင်သန်နေတယ်လို့မပြောနိုင်ဘူးပေါ့နော်ယံမရှိမှချမ်းချမ်းသာသာအသက်ရှင်သန်ရတယ်လို့ဆိုနိုင်တာရေမယာခြင်းငါတို့သည်အာတုရေတုကိလေသာဖြင့်နာကျင်ခြင်းရှိကြကုန်သောမနုဿေတုလူတို့၌အနာတုရာကိလေသာဖြင့်နာကျင်ခြင်းမရှိကြကုန်သည်ဖြစ်၍ဝိရာမှနေနိုင်ကြပါကုန်၏ဒေဝယထိုငါတို့သည်အာတုရေတုကိလေသာဖြင့်နာကျင်ခြင်းရှိကြကုန်သောသူတို့၌အနာတုရာကိလေသာဖြင့်နာကျင်ခြင်းကင်းကြကုန်လျက်သူဒုက္ခအလွန်ချမ်းသာစွာဇီဝမဝတ္တအသက်ရှိကြရာပေကုန်စွာတကားဒါဒုတိယကဒါလေးလောကကြီးတစ်ခုလုံးကလိုဆန္ဒတွေမကျေနပ်မှုတွေအမှန်မသိမှုတွေနဲ့နာကျင်ခံခက်နေကြတယ်တဲ့တတ္တဝါတွေရဲ့စိတ်ဟုတ်လားစိတ်ကနာနေတယ်မသက်သာဘူးပင်ပန်းနေတယ်ဆင်းရဲနေတယ်ပေါ့ဘာကြောင့်လို့အလိုဆန္ဒမကျေနပ်မှုအမှန်မသိမှုဒီတရားသုံးမျိုးကောင်းဆောင်တဲ့ကိလေသာတရားတို့ရဲ့ထိုးနှက်မှုကြောင့်ပေါ့အဲ့ဒါမြတ်စွာဘုရားမှာတော့အဲ့ဒီကိလေသာတရားတို့ရဲ့နှိမ့်ဆက်တာကိုမခံရတဲ့အတွက်ကြောင့်နာကျင်ခြင်းမရှိဘူးနာကျင်မှုမရှိတဲ့အတွက်ကြောင့်ဘဝမှာတုတုခဝတ္တဇီဝမှာအလွန်ချမ်းချမ်းသာသာအသက်ရှင်ပြီးတော့နေတယ်လို့ဆိုရတယ်တဲ့နော်ရေမယာခြင်းငါတို့သည်ဥဒ္ဒုကေတုကာမဂုဏ်ရှာဖွေမှုလုံလကြောင်းကြပြု၍နေကြကုန်သောမနုဿေသူလူတို့၌အနုတုကလုံလကြောင်းကြမပြုကြကုန်သည်ဖြစ်၍ဝိရာမနေနိုင်ကြကုန်၏ဒေမယာထိုငါတို့သည်ဥဒ္ဒုကေတုကာမအရာလွန်စွာကြောင်းကြအထုခြင်းရှိကြကုန်သောသူတို့၌အနုတုကအာထုခြင်းကင်းကြကုန်လျက်သူဒုက္ခအလွန်ချမ်းသာစွာဇီဝမဝတ္တအသက်ရှိကြရာပေကုန်စွာတကားလောကလူသားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်းတလှုပ်လှုပ်တရားရနဲ့နားရတယ်လို့မရှိဘူးသူတို့အမြဲတမ်းအားစိုက်ပြီးတော့လှုပ်နေကြရတယ်ဘာအတွက်လှုပ်နေကြရတာတော့အလိုရှိရတစ်ခုခုကိုရှာဖွေဖို့ရရှိဖို့အတွက်သူတို့လှုပ်နေကြရတယ်ဟုတ်လားအဲ့တော့သူတို့ရှာနေတာဘာတော့ကာမဂုဏ်တရားအာယုံတရားဟုတ်လားဒုက္ခဝေဒနာကိုဖြစ်စေတတ်တဲ့အာယုံတရားတွေဟုတ်လားအဲ့ဒီအာယုံတွေကိုရှာရင်းနဲ့ပဲနေမအားညမအားနော်ပင်ပင်ပန်းပန်းစင်စင်ရဲနေကြရအဲ့ဒါကိုမရှာတဲ့ပုံကိုယ်တွေကြတော့ငြိမ်းချမ်းမှုအပြည့်အဝနဲ့ဘဝမှာချမ်းချမ်းသာသာနေနိုင်ခွင့်ရတယ်လို့မြတ်စွာဘုရားအဲ့ဒါလိုရေလူပြီးတော့အချင်းချင်းတတ်မယ်ဖြတ်မယ်ဆိုတဲ့စိတ်ကူးနဲ့ရောက်ရှိလာကြတဲ့ဆွေတွေမျိုးတွေကိုအဲ့ဒီဒေသနာဟောတော့နော်အကုန်လုံးလက်နဲ့တွေပြစ်ချပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာကြောင့်ချို့ဆိုရင်အရိယာတွေဖြစ်ကြတယ်နောက်ပိုင်းကျတော့သူတို့ကမြတ်စွာဘုရားကြောင့်မလို့သူတို့အသက်ရှင်ကြတယ်ဆိုပြီးတော့နော်တစ်ဖက်လည်းရင်250လို့ဘုံဘုံတင်တယ်မင်းသားတွေယဟန်ပြုရမယ်ဆိုပြီးတော့သာသနာတော်ကိုလှူဒန်းတဲ့သဘောမျိုးပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကဇတ်တော်တော်များများဟောထားတာထဲမှာစောစောကပြောခဲ့တာကသမုဒ္ဒမာနဇတ်ပေါ့နောက်ဒုက္ခဓမ္မဇတ်ဆိုတာရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားလောင်းကတခါမှယုတ်ကစိုးဖြစ်တာယုတ်ကစိုးဖြစ်တဲ့အခါကျတော့ဒီကုဝေဒနမင်းအပြောင်းလဲမှာကိုကြိုက်တဲ့အပင်တွေကိုယူကြဆိုပြီးတော့နတ်လောကမှာလည်းပဲအဲ့လိုလူတွေမသိနိုင်တဲ့ဆန်းကျယ်တဲ့ကိစ္စတွေရှိတယ်အဲ့ဒါဘုရားလောင်းကသူ့ရဲ့အမျိုးတွေလက်အောက်ငယ်သားတွေကိုဟေးမင်းတို့တစ်ပင်ကိုယူပြီးဆိုလို့ရှိရင်ကိုဗိမာန်ကိုယူပြီးဆိုလို့ရှိရင်တပင်နဲ့ကွဲနေတဲ့အပင်တွေကိုမယူကြနဲ့စီးလုံးနေတဲ့ဟုတ်လားစုစည်းနေတဲ့အပင်တွေအများကြီးတောကြီးလို့ဖြစ်နေတဲ့ဟာကိုပဲစုပြီးတော့ညီညွတ်ညွတ်ညွတ်ယူကြခွဲပြီးတော့မနေနဲ့စီးလုံးပြီးတော့နေကြလို့ဒီအဓိပ္ပာယ်မျိုးနဲ့ကွဲပြားနေတဲ့အပင်ကိုမယူနဲ့လို့ပြောတော့ဒါပေမဲ့တချို့ဉာဏ်မရှိတဲ့နတ်တွေကဘုရားလောင်းရဲ့စကားကိုနားမထောင်ဘူးကွဲနေတဲ့သစ်ပင်အကြီးတွေကိုယူမယ်လူတွေမြို့တွေရွာတွေနဲ့နီးတဲ့အပင်တွေကိုယူတယ်ဘာလို့ဆိုသူတို့ကတော့လူတွေရဲ့ပူဇော်မှုပတ်သက်မှုကိုသဘောကျလို့တဲ့ဟုတ်လားအဲ့လိုယူတဲ့ခါကျတော့နောက်လေမုန်တိုင်းကြီးတွေလာတဲ့ခါကျတော့ဟိုမှာအတိုင်းနဲ့ဝိုင်းနဲ့စုစည်းပြီးတော့နေတဲ့နော်အင်ဂျင်တော်ကြီးကဘာမှမဖြစ်ဘူးနော်လက်လာပါမက်ပြီးတော့တပင်နဲ့ကွဲနေတဲ့အပင်ကြီးတွေလူသူနီးတဲ့နေရာမှာယူတဲ့နတ်တွေအကုန်လုံးအပင်တွေကျွတ်လဲပြီးတော့ဒုက္ခရောက်ကြတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားညီညွတ်မှသာလင်ချမ်းသာတာမညီညွတ်ရင်မချမ်းသာဘူးဆိုပြီးတော့ရွှေတော်မျိုးတော်တွေကိုမြတ်စွာဘုရားအာယုံစိုက်ပြီးတော့ချမ်းသာဖို့ပြောတာပေါ့နော်နောက်ထပ်ဘုံဘုံတို့အဲ့လိုဟောရင်းနဲ့မြတ်စွာဘုရားနောက်အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာယဟန်တော်တွေကလည်းပဲမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့
ဘာကိုပြောမိဘာကိုပြောကြတော့မြတ်စွာဘုရားဒီရွှေမျိုးတွေနဲ့ပတ်သက်ပြီးတော့ကြောင်းကြမဲ့မနေဘူးနော်ရွှေမျိုးတွေရဲ့အပေါ်မှာမြတ်စွာဘုရားချမ်းသာအောင်အများကြီးဆောင်ရွက်တာပဲဒီလိုမျိုးမြတ်စွာဘုရားရဲ့ရွှေမျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာမြတ်စွာဘုရားအဲ့ဒီမှာဇတ်တော်မကြဟောတယ်အကြောင်းတိုက်ဆိုင်လာတိုင်းဟောတယ်ပေါ့နော်အဲ့ဒီတည်းကဘုံဘုံဇတ်တော်လေး2ပုတ်လောက်ရွေးထားတယ်ပေါ့ပထမဇတ်တော်ကဘာရွေးထားတော့ဆိုတော့ဗဒ္ဒတာလဇတ်အဲ့ဒီဇတ်လေးအကြောင်းတချို့ကြားဘူးရင်မှကြားဘူးမယ်အဲ့ဒါတခုသောဘဝတုန်းကဘုံဘုံတို့ရဲ့ဘုရားလောင်းကအင်းချင်းပင်ဆောင်နတ်ဖြစ်တယ်တဲ့အဲ့တော့ तू ကတက်တန်းကို तू ကတောင်းနဲ့ချီပြီးတော့ရှေးနေပြီအဲ့ဒီအင်းချင်းပင်ကြီးကလည်းအကြီးဖြစ်နေပြီအဲ့ဒါ तू ကဒီတိုင်းပြည်တစ်ခုရဲ့နန်းတော်ရဲ့ဦးဖျားဖျားမှာပေါက်တယ်အကြီးချောတာပင်ကြီးကလည်းဟုတ်လားနောက်ကျတော့နန်းတော်စောက်ဖို့ဆိုပြီးတော့တစ်ကောင်းဝါကောင်းရှာတာပေါ့နော်ပင်ကြီးကအဲ့လိုရှာတဲ့အခါကျတော့ဒီတလုံးနဲ့အကြီးတက်ကို तू ကရားကျင်တဲ့အခါကျတော့ရှာခိုင်းတော့တော်တယ်ဆိုလို့ရှင်ဒါကြီးကိုတည်ဖို့ကမလွယ်ဘူးအဲ့တော့ဒီအနီးနားမှာရှိနေတယ်ဒီအပင်ကြီးကိုမျက်စိကြားကြမူရိမတ်တွေကလည်းအဲ့ဒီအပင်ကြီးကိုပဲလှဲဖို့ပင်ကြီးကတကယ်ကိုအကြီးနဲ့အမြင့်ကြီးပေါ့နော်အဲ့ဒါနဲ့လှဲမယ်ဆိုတဲ့အခါကျတော့ဘုရားလောင်းကတိအဲ့ဒီဘေးမှာလည်းပဲအင်ဂျင်ပင်လေးတွေပေါက်နေတာတွေအများကြီးရှိတယ်အင်ဂျင်တော်ထဲမှာဒါသိဘုရားလောင်းရတဲ့အပင်ကြီးနေတဲ့အပင်ကြီးကတကယ်အထင်ကြီးအကြီးကြီးဖြစ်နေတာပေါ့အဲ့ကျတော့ဘုရားလောင်းကဘာစဉ်းစားအောင်ဆိုတော့ तू ကဒီအပင်ကိုခုတ်လိုက်ရင်ဒီအပင်ကိုပိုင်တဲ့နတ်ကသေရတာတဲ့ဒါသူတို့ရဲ့တဘာဝပေါ့နော်စမ်းကြဲတဲ့တဘာဝပေါ့အဲ့တော့ဒီသူတို့ရဲ့အသက်အပိုင်းခြားအပင်ရဲ့အသက်အပိုင်းခြားနဲ့အတူတူပဲနော်အကြောင်းတရားတွေဒါဘုံဘုံတို့မသိနိုင်ဘူးနော်တချို့ကိစ္စတွေဒါကြောင့်မြတ်စွာဘုရားတစ်ပင်မခိုးရဘူးဘာခေါ်ရတယ်ဆိုတာနောက်ွယ်မှာနှဆိုင်တဲ့အတိပ္ပယ်တွေအများကြီးရှိတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကညရောက်တဲ့ခါကျတော့အဲ့ဒီဘုရင်ကြီးရဲ့အခန်းထဲကိုထင်ရှားပြပြီးတော့သွားပြောတာတဲ့ဘာပြောတော့ဆိုတော့မင်းကြီး तू ကအဲ့ဒီချောတဲ့အပင်ကြီးကအပင်အကြီးကရုပ်ကစိုးနတ်ပါဒါသူ့ပင်ပါခုတ်တာကိုမခုတ်နဲ့လို့တားပိုင်ခွင့်မရှိဘူးဟုတ်လားမခုတ်နဲ့လို့တားပိုင်ခွင့်မရှိဘူးအဲ့တော့ तू ကဘာတောင်းဆိုတဲ့အခါကျတော့သူ့အပင်ကြီးကိုခုတ်လို့ရှင် तू ပျက်စီးရလိမ့်မယ်အဲ့ဒါကို तू ပြဿနာမရှိဘူးအပင်ကြီးကအကြီးဆိုတော့ဒီအရင်ကနေလှဲလိုက်လို့ရှင် तू ကအကုန်လုံးရုံတိုင်းလဲသွားလို့ရှင်ဘေးကအပင်သေးလေးတွေသူ့ကိုအမိပြုတ်တဲ့နေတဲ့သူ့အမျိုးတွေအဲ့ဒါတွေပျက်စီးမှဆိုးလို့ဘာ तू ကတောင်းဆိုတဲ့အခါဘာတောင်းဆိုလဲဆိုတော့သူ့ကိုခုတ်လို့ရှင်အကိုင်းလေးတွေကိုအရင်ခုတ်ပြီးတော့မှအဖျားကိုခုတ်အပိုင်းပိုင်းဖြတ်နောက်ဆုံးကြမှာအမြစ်ကိုဖြတ်ပါအရင်ကိုခုတ်ပါဘေးကိုမထိခိုက်အောင်အဲ့လိုမျိုးပြောတဲ့အခါကျတော့ဘုရင်ကြီးကအံ့ဩတယ်အဲ့လိုလုပ်လို့ရှိရင်တင့်ပိုးပြီးတော့ခံရခက်မှာပေါ့နော်လူတယောက်ကိုကိုင်းတတ်မယ်ဆိုလို့ရှိရင်လက်ဖြတ်ခြေထောက်ဖြတ်နေရွက်ကလေးတွေနှာခေါင်းလေးတွေဖြတ်ပြီးမှခေါင်းဖြတ်ဆိုရင်ဒီလူပိုးခံရမှာပေါ့တခါတည်းခေါင်းဖြတ်လိုက်တယ်ဆိုလို့ရှိရင်လက်ဖြတ်တာနေရွက်ဖြတ်တာလည်းမသိတော့ဘူးလေဒါတင်ဘယ်နဲ့ကြောင့်အဲ့ဒါလိုခံရတော့လို့မေးတော့မှ तू ကပြောပြတာငါ့ကိုအရင်ကဖြတ်လိုက်လို့ရှိရင်လဲသွားရင်ငါဘေးကအမျိုးတွေထိကြိုက်မှာဆိုလို့အဲ့လိုပြောတဲ့အခါကျတော့ဘင်းကြီးစိတ်ကတော်တော်ထိကြိုက်သွားတော့အလွန်စိတ်ကောင်းနှလုံးကောင်းရှိတဲ့နတ်ပဲအဲ့ဒါနဲ့သူ့ကိုနော်သူ့ရဲ့စိတ်ဓာတ်ကိုသဘောကျလို့ဆိုလို့မခုတ်တော့ဘူးအမြဲတမ်းပူဇော်မြဲတိုင်းပူဇော်ထားတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီတုန်းကလည်းဆွေတွေမျိုးတွေအကြောင်းအကျိုးစီးပွားကိုကျင့်သုံးခဲ့တယ်ဆိုပြီးအဲ့ဒီပါဒတာလဇတ်ကိုမြတ်စွာဘုရားဟောတယ်ဟုတ်လားနောက်ထပ်ဘုံဘုံတို့ဇတ်တော်တစ်ခုပြောဖို့စဉ်းစားထားတာကဒါကတော့လူသိအလွန်များတဲ့ဇတ်ပေါ့လူသိများသလောက်လည်းပဲပြောစရာကောင်းတဲ့နော်ဆင်ញင်စရာကောင်းတဲ့ဇတ်တော်တစ်ပုဒ်ပေါ့နော်အဲ့ဒါဘာလို့ဆိုတော့မဟာကပိဇတ်နော်ဘုံဘုံတို့ငယ်တုန်းက၄တန်းထဲမှာလည်းတူအမူလာတန်းမှာသင်ရတယ်လေဘုရားလောင်းမြောက်မင်းဟုတ်လားသူကဒီဟိမဝန္တာတောအဆက်ကနော်ချောင်းလေးမြစ်သေးသေးလေးစီးတဲ့တောအုပ်တစ်ခုမှာသူကနေတာဟုတ်လားအဲ့ဒီမြစ်သေးသေးလေးကသူကဘယ်ထိစီးသွားတော့နေရဘယ်ထိစီးသွားတော့ဆိုတော့အဘင်းရဲ့ဒီတိုင်းပြည်တစ်ခုရဲ့အနည်းဆက်ထိစီးသွားပြီးတော့မှပင်လယ်ထဲရောက်သွားသူအဲ့ဒီရေလမ်းကြောင်းကိုသိအဲ့ဒီမှာသူတို့ဒီပြဿနာဖြစ်တဲ့အကြောင်းအရာကအဲ့ဒီမြစ်ကမ်းဘေးမှာအလွန်ချိုမြိန်တဲ့တရက်ပင်ရှိအဲ့ဒါမြောက်တွေကအဲ့ဒီတရက်ပင်တီးပြီးဆိုလို့ရှိရင်သွားပြီးတော့စားကြတယ်တရက်ပင်ကြီးကလည်းအကြီးကြီးစားလို့မကုန်နိုင်ဘူးအဲ့ဒါသူတို့ရဲ့ဇက်ချက်ပေါ့နော်
အဲ့ဒါဘုရားလုံးကဘာလုပ်တော့ဆိုတော့တရက်ပင်တရက်သီးသီးပြီဆိုရင်ဒီမြစ်ဖက်မှာကြာနေတဲ့အကိုင်းကအသီးတွေအကုန်လုံးကိုဖျက်ဆီးခိုင်းတယ်နုနုလေးတွေကစအကုန်ဆွတ်ပြစ်အရွက်အပွင့်တွေကစရွက်ဆွတ်ပြစ်အသီးဖြစ်မှမြင်လဲဆွတ်ပြစ်အကိုင်းတွေလည်းချိုးအဲ့ဒီမြစ်ဖက်မှာတိတ်ပြီးတော့တရက်သီးမှဲ့လို့ကျွေးကြသွားလို့မြေချောင်းရှောင်မျောသွားလို့လူတွေကစားရရင်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့အတွက်ကြောင့်လူတွေလာပြီးတော့ရန်ရှာမှာဆိုလို့ဘုရားလုံးအဲ့ဒီတိုင်းခိုင်းသူ့ရဲ့လက်အောင်ငယ်သားတွေအဲ့ဒါတစ်နှစ်မှာတော့ဒီတရက်သီးတည်းကခါချင်းတုတ်ထဲမှာရှိနေသူတို့မသိဘူးမဖြစ်စည်းမိဘူးပေါ့နော်အဲ့ဒါကြီးကမှဲ့လာတဲ့အခါကျတော့ကြွေးကြပြီးတော့မြေချောင်းရှောင်မျောသွားပြီးတော့အစင်ရေချိုးပေးနေတဲ့စင်ဦးသီးရတဲ့အခါကျတော့သူ့ရဲ့ဘယင်ကိုဆက်တာတရက်သီးရတဲ့အကြီးကြီးဆိုတော့အဲ့ဒါနဲ့ခွဲစားကြတဲ့အခါကျတော့အရသာသူတို့ဒီမှာရှိတဲ့ဘယ်တရက်နဲ့မှမတူဘူးဟာတော်ထူးဆန်းတယ်ဆိုပြီးတော့ဘယင်ကအဲ့ဒီတရက်သီးဒီဟုသောအချောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရက်ပင်ရှာပုံတော်ထွက်တယ်ဒါမြစ်ထဲကမျောလာတာဆိုတော့အပေါ်မှာရှိမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ရှာမလို့ထွက်တော့တွေ့ရောအဲ့ဒီတဲ့ပင်ဟောဒီအပင်တွေ့ပြီဆိုတော့အဲ့ဒါနဲ့အဲ့ဒီအပင်ကြီးအောက်မှာခြံရံပြီးတော့ညအိတ်ကြတာတဲရတာပေါ့နော်ပြီးရင်တည်းအတီးခူပြန်မယ်ပေါ့အဲ့ဒါသူတို့ကလည်းဒီလိုအိတ်နေတဲ့ခါကျညရောက်တဲ့ခါကျတော့မြောက်တွေကလည်းပဲဒီတည်းအတီးစားနေကြဆိုလာကြတာအောက်မှာလူတွေအိတ်တာကိုသတိမထားမိလို့လားခက်လန်းလန်းမအိတ်လို့လားဘလို့လဲတော့မသိဘူးမြောက်တွေလည်းလာကြတာအများကြီးအဲ့မှာဘုရားလောင်းလည်းပါအဲ့လိုနဲ့သူတို့ညာရေးတကောင်လောက်ရောက်တော့လူတွေကနိုးရောဟောအတန်ကြားတော့နိုးမှာပေါ့ဟာမြောက်တွေဆိုတော့အဲ့ဒီတဲ့ပင်ကြီးကိုအကုန်လုံးစစ်သားတွေကဝိုင်းထားလိုက်တယ်မြောက်သားလဲစားကျင်လို့လည်းဖြစ်မယ်ပေါ့အဲ့ဒါနဲ့မြောက်တွေကကြောက်ကြလန့်ညဘင်ကြီးကလည်းဒီတိုင်းပဲမီးထွန်းပြီးတော့ကြည်နေတာနော်ဒီမြောက်တွေဘာတွေလဲမသိဘူးဆိုတော့ကြည်နေတာဟုတ်လားအဲ့အကုန်လုံးကြောက်ကြလန့်ညသေပေးနဲ့တွေ့တဲ့ခါကျတော့မြောက်တွေကဘယ်မှလည်းပြေးမရဘူးစစ်တပ်ကဝိုင်းထားစစ်သားတွေကဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကဒီအမျိုးတွေအတွက်ငါအသက်ကိုပေးမယ်လို့သူစဉ်းစားနေတဲ့အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့အဲ့ဒီမြစ်ဘက်ကိုထွက်နေတဲ့အကိုင်းဘက်မှာတက်ပြီးတော့တစ်ဖက်ကန်းကိုအလွန်ကြီးမားတဲ့ခွန်အားနဲ့ခုန်လိုက်တယ်ရောက်သွားတယ်ဟိုဘက်ကိုရောက်သွားပြီးတော့မှသူຫນွယ်ကြိုးရှာတယ်တဲ့တော်တယ်မှာမြန်မြန်ပဲຫນွယ်ကြိုးရှာအဲ့ຫນွယ်ကြိုးရှာပြီးတော့အဲ့ဒီຫນွယ်ကြိုးကိုတစကိုအဲ့ဒီဘက်ကမြစ်ကမ်းဘက်ကတစ်ပင်တစ်ပင်မှာသူချီတစကိုသူ့ခါမှာချီပြီးတော့အဲ့ဒီအမြင့်အပင်ပေါ်မှာတက်ပြီးတော့ဒီသေးအပင်ကိုပြန်ရောက်အောင်သူပြန်ခုန်လိုက်တယ်ဟုတ်လားအဲ့ဒီမှာသူမေလျော်မှုတစ်ခုတွက်ချက်မှုတစ်ခုလိုသွားတာဒီကျိုးဟာဝိတ်နဲ့နည်းနည်းအိတ်နေလို့ရှိရင်နော်ကျိုးကတိုးသွားမယ်လေအဲ့ဒီအိတ်စာလေးကိုသူမတွက်မိဘူးတဲ့အဲ့ကြောင့်မလို့သူကတစ်ပင်မော်ကိုသူကရှောရှူရှူရောက်မသွားဘူးနော်တကယ်လို့ရောက်သွားတယ်ဆိုရင်တော့အဲ့ဒီတစ်ပင်မော်မှာအဲ့ဒီကျိုးတစားကိုခြီလိုက်ရင်ပြီးပြီအဲ့ဒီကျိုးလျှောက်သူတို့သွားကြရုံပဲဒါပေမဲ့အဲ့လိုရောက်မသွားတဲ့အခါကျတော့အဲ့ဒီအကိုင်းကိုလှမ်းဆွဲပြီးတော့သူတွဲလောင်းဖြစ်နေဒီကျိုးကဒီအကိုင်းကိုခြီလောက်အောင်ထိမရှိဘူးတကယ်မပြောသလောက်လေးလိုးနေတယ်အဲ့ဒီဥစ္စာကပြဿနာအကြီးကိုဖြစ်စေတယ်ဟုတ်လားအဲ့ဒါနဲ့သူဒီတိုင်းပဲနေတော့အချိန်မရှိဘူးဆိုတော့သူ့မြောက်တွေကိုကဲမင်းတို့ကျိုးမချီမိတာတွေချီမိတာတွေတတထားငါကြောပုံးကိုပါနင်းပြီးတော့ဒီကျိုးတန်းလျှောက်သွားပြီးတော့ဟိုဘက်တော့ရောက်အောင်သွားကြအသက်ဘေးကလွတ်အောင်သွားကြဆိုတော့မြောက်တွေကအကုန်လုံးအဲ့ဒါသူ့ကိုအယိုးသေးပြုတ်ပြီးတော့တကောင်ပြီးတကောင်သူ့ကြောပေါ်ကနင်းနေမသွားအဲ့ဒီမြင်ကွင်းကိုအောက်ကနေပြီးတော့ဘယင်ကြည့်နေလူတွေလည်းကြည့်နေတယ်အော်အလွန်ထူးဆန်းတယ်သူတို့မှလေးတွေမြားတွေပါတယ်ပြစ်မယ်ဆိုရင်ပြစ်လို့ရတယ်မပြစ်ဘူးဒီအားတော်တော်စမ်းကြတဲ့ကိစ္စပေါ့နော်ကြည့်ပါအောင်ဒီမြောက်ကြီးကမကျန်တဲ့မြောက်တွေထဲလဲသူကအကောင်ကြီးတယ်သူကခေါင်းဆောင်နဲ့တူတယ်အမျိုးမျိုးဝေဖန်ပြီးတော့အောက်ကနေကြည့်နေကြတာပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးတကောင်ဟောသူကဒေဝရအလောင်းလို့ပြောတယ်ဟုတ်လားငါယံသူရဲ့ကြိုးဝန်းကိုငါဒီကနေ့မြင်ရပြီအခါတိုင်းသူဘယ်လိုမှမလှန်နိုင်ဘူးခွန်အားချင်းလည်းမနှမ်းဘူးဘာမှသူကမရှင်နိုင်တဲ့အခါကျတော့သူကငြိမ်မဲငြိမ်နေရတာပေါ့နော်အဲ့ဒါနဲ့ဒီနေ့တော့ဒီမှာသူကြိုက်တယ်လို့နှိပ်စက်လို့ရပြီပေါ့နော်အဲ့ဒါနဲ့သူကအမြင့်ကိုတက်ပြီးတော့အရှိန်နဲ့ခုန်ချတယ်တဲ့အဲ့ဒီတန်ရာကြောင့်ဘုရားလောင်းရဲ့နှလုံးဟာကွဲတယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းအောက်ကဘယင်ကမြင်တယ်အံ့ဩတယ်အဲ့ကျတော့မှရောက်တယ်လည်းမရှိတော့ဘူးဆိုတော့မှတတရရတည်တည်ချာချာတက်ပြီးတော့အဲ့ဒီမြောက်ကြီးကိုချဟုတ်လားချပြီးတော့အောက်ရောက်တဲ့အခါကျတော့မှအသေးချာခင်းပေးပြီးတော့အမစီတွေပါလေးနဲ့သူ့ကိုပုတ်တက်ပြီးတော့ဒါပေမဲ့အသက်ကမြုပ်မြုပ်ပဲကြံတော့အဲ့ဒါနဲ့သူကမေးတယ်တဲ့ဘယင်ကြီးကမြောက်ကြီးဒီမြောက်တွေကသင်နဲ့ဘာတော်တာတော့စမ်းကြည့်တယ်နော်အဲ့ဒီမြောက်ကလူစကားနဲ့ပြန်ပြောတယ်အေးတဲ့ဒါသူ့ရဲ့လက်အောက်ငယ်သားတွေသူဟာဒီမြောက်တွေရဲ့အကြီးအကဲပေါ့ငယ်သားတွေဒုက္ခရောက်တယ်ဆိုလို့ရှိရင်သူ့မှာတာဝန်ရှိတယ်ပေါ့ပြောရရင်ဒါသူ့အမျိုးတွေပဲအဲ့ဒါကြောင့်မလို့သူ
အသက်ဆွန့်ပြီးတော့ခဲ့တာဟုတ်လားအဲ့ဒါလို့ तू လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တဲ့အတွက်ကြောင့် तू တေရမှာကိုလည်းမကြောက်ဘူးတဲ့သူ့မှာတတိလည်းရှိတယ်ဒါကြောင့်မလို့တေရမှာကိုလည်း तू မကြောက်ဘူးအဲ့ဒါလို့ဒီ तू အကြောင်းလေးတွေကိုပြောပြပြီးတော့ဘုရင်ကြီးကိုလည်းပဲနော်အကြီးအကဲဆိုတာလောက်ငယ်သားတွေရဲ့အပေါ်မှာအဲ့ဒါလိုမျိုးကိုကျိုးစွန့်တဲ့စိတ်ရှိရမယ်ဆိုပြီးတော့ तू ကအဆုံးအမပေးပြီးတော့တေသွားအဲ့ဒီဘုရင်ကြီးရဲ့လက်ပေါ်မှာပဲတေသွားတာပေါ့နော်အဲ့ဒါနဲ့ဘုရင်ကြီးကဒီမြောက်ကြီးကိုနန်းတော်ထိယူသွားတယ်ဒါအာဇာနည်ပဲပေါ့နော်လုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်လူတွေထဲမှာတောင်မှဒီလိုစိတ်သက်ရှိတယ်လို့အလွန်ရှားတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ကိုမီးရှို့တဲ့အခါကျတော့ဘာလုပ်တုံးဆိုတော့ဒီခေါင်းကုံကိုသူရအောင်ယူအဲ့ဒီခေါင်းကုံကိုနောက်ကျတော့သူကရွှေချပြီးတော့ဒီလှန်ရိုးထိတ်မှသူတက်တယ်အဲ့ဒီကျန်တဲ့အယိုးပြာတွေဘာတွေတောင်မှသူကဇေဒီတောင်တီးထားတယ်လို့သူကပြောတယ်ဘုရင်ကြီးကလေးစားလွန်းလို့တော့အခုခေတ်ပြောမယ်ဆိုလို့ရှိရင်တော့အထိတ်အမှတ်ကြောက်စားတိုင်းနေဘာတွေသဘောမျိုးပေါ့ဟုတ်လားဒီလူဟာဒီမြောက်ဟာတာမန်မဟုတ်ဘူးနော်သူ့စိတ်ဓာတ်ကိုသူ့လုံရက်ကိုဘာလို့တာတော့တန်ဖိုးထားတာပေါ့နော်ဟုတ်လားအဲ့ကြောင့်မလို့မြတ်စွာဘုရားဒီအမျိုးတွေရဲ့အကျိုးရှိပါအောင်ငါဒီဘဝမှာတာလည်းကျင့်သုံးခဲ့တာမဟုတ်ကျင့်သုံးတာမဟုတ်အရင်တော့ကလည်းပဲကျင့်သုံးခဲ့တာပဲလို့အဲ့ဒါလိုမျိုးမြတ်စွာဘုရားအမိန့်ရှိတာအဲ့တော့ဘုန်းတော်တို့ဒီမှာဆက်ပြီးတော့ပြောတဲ့အရှိတာကတပြေကံဆိုတော်ဘုရားကြီးပြောတဲ့စကားလေးတွေပေါ့နိဟုတ်လားအဲ့ဒါဘာလဲဆိုတော့အမျိုးဆိုတဲ့နေရာမှာကိုယ်နဲ့သွေးသားတော်ဆက်တဲ့လူကိုသာလင်ကိုယ်အမျိုးလို့သတ်မှတ်မလားကိုယ်နဲ့နေရာတူတဲ့ရေမြေတူတဲ့ဟုတ်လားဒေသတူတဲ့ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုလည်းအမျိုးစင်းရင်ထဲမှာထည့်ဖို့မလိုဘူးလားဆိုတော့ sorry ကသုံးသပ်ပြန်တကယ်ဆိုရင်အဲ့ဒါအတွက်လည်းပဲထည့်ရမယ်ပေါ့နော်ဟုတ်လားဒါလည်းကိုယ်လူမျိုးအဲ့တော့ညာတကာနင်းစသင်္ဃမင်္ဂလာကဘာဖြစ်သွားပြီတော့အများကြီးပို့ပြီးတော့ကျေပြန့်သွားပြီနော်အများကြီးပို့ပြီးတော့ကျေပြန့်သွားပြီအဲ့ဒါကိုဆိုကြီးက तू ကဘယ်ထိ तू ကသွားတော့ဆိုတော့ဒီကိုတိုင်းပြည်ကိုလူမျိုးလောက်တင်မကပဲနဲ့ဒီကဘာမြေပြင်လောကမှာရှင်သန်နေကြတဲ့လူသားမျိုးတွေအကုန်လုံးဟောနဲ့တင်နဲ့စာရင်လူတွေကပါတော့လူချင်းချင်းအမျိုးပေါ့ဟုတ်လားလူတွေထဲမှာတော့ကိုယ်နိုင်ငံဘာသာစကားတူတဲ့အယူဝါဒတူတဲ့နေရာဒေသတူတဲ့လူကကိုယ်အမျိုးပေါ့အဲ့ဒီလူတွေထဲမှာမှကိုယ်နဲ့သွေးသားတော်ဆက်တဲ့လူကကိုယ်အမျိုးပေါ့အောင်အမျိုးတွေအဆင့်ဆင့်ကွဲသွားပုံလေးကိုဘုန်းဘုန်းတို့ကမြင်တတ်ဖို့လိုတာပေါ့ဟုတ်လားမြင်တတ်ဖို့လိုတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စရိုကြီးကသူကဂါထာလေးတစ်ပုဒ်ဟိတောပရိသမှာလာတဲ့ဂါထာလေးတစ်ပုဒ်ကိုရေးပြတယ်အဲ့ဒါလေးကိုဘုန်းဘုန်းကသဘောကျတယ်ဒီပြင်ကျမ်းစာတွေထဲမှာလည်းပဲမတွေ့ဘူးဒီထဲမှာတွေ့ရအယံဒီဇောပရောဝါတိကဏနာလဟုစေတိနံဥဒါရစရိတာနံတုဝတုဒေဝကုတုံပကံအဓိပ္ပာယ်ပါပြောဆိုတော့အယံဤသူဒီကဏီဇောကိုနေရင်းသူအတွင်းလူဖြစ်၏အယံဤသူကတော့ပရောဝအပဖြစ်သူတသိန်းလူသားသည်ဣတိဤသူလဟုစေတိနံလဟုစေတိနံစိတ်ထားပေါ်ပြမလေးနဲ့မှုသေးသိမ်သူတို့၏ကဏနာကိုလူသူလူနှမှုထားလျက်တွက်ဆချက်သည်ဟောဒီဖြစ်တတ်ပါပြီနော်ဒီလူကတော့ငါလူရင်ဒီလူကတော့ငါတစိမ့်ဆိုတော့ဒါငါအမျိုးဟိုကတော့ငါအမျိုးမဟုတ်ဘူးဟုတ်လားအစိမ့်ကျက်ပေါ့နော်အဲ့လိုမျိုးနော်ခွဲခြားထားတယ်ဆိုတာတဲ့လဟုစေတိနံစိတ်ထားပေါ့ပြက်မလေးနဲ့မှုသေးသိမ်သူတို့ဤကန္တနာကိုလူသူလူနှမှုထားလျက်တွက်ဆချက်သည်ဟောဒီဖြစ်တတ်ပါပြီသူ့ရဲ့ဒီနိတ္တယပေးပုံလေးကိုဘုံဘုံကသဘောကျဟုတ်လားဟုတ်တယ်ကိုလူသူ့လူနှမှုထားလျက်တွက်ဆချက်သည်မူကနှမှုဖြစ်တမှုတည်းမဟုတ်ဒါငါလူဒါသူ့လူကြောသားကျင်သာဘာလို့ထားတော့ခွဲထားတော့เนาะအဲ့ဒါပါတော့စိတ်ထားပေါ့ပြက်မလေးတက်မှုသေးသိမ်သူတို့ဤအဲ့ဒါစိတ်ထားသေးသိမ်တဲ့သူတွေသဘောထားပါတဲ့ဥဒါရစရိတာနံတုတယ်စိတ်နေသဘောထားကြီးမားမြင့်မြတ်သူတို့အတွက်မှာမူကဝတုတာကပဘွေခွင်မြေပြင်တစ်လုံးတည်เนาะမြေတစ်ပြင်လုံးတည်ကုတုမကံဧဝအိမ်တော်တစ်ခုဒီမိသားစုအနေဖြစ်ရပါပေတည်းတဲ့နော်စိတ်ထားကျေပြန့်မြင့်မြတ်တဲ့လူအတွက်ကတော့ကဘာကြီးဟာကိုမိသားစုနေထိုင်ရအိမ်ကြီးပဲလို့ပြောတာအခုကလူတွေကတော့ဆက်သွယ်ရေးကောင်းမွန်တာကိုအကြောင်းပြုတော့ကဘာကြီးကိုပါတယ်ရွာကြီးလို့သုံးတယ်နော်တရားဘိုးတော်ခင်မိနေတယ်ကဘာကြီးကိုပါတော့ကိုမိသားစုအိမ်တဲ့ကံရွာဆိုမှဟိုအိမ်ဒီအိမ်ကွဲနေတယ်ဟုတ်လားကိုမိသားစုအိမ်ဆိုတော့သူကဘိုးတော်ဘာဖြစ်နေတော့မေတ္တာအငွေ့အသက်ကိုပို့ပြီးတော့တွေ့ရတယ်လူတွေကကဘာကြီးကရွာပါလို့ပြောတာမေတ္တာအငွေ့အသက်နဲ့ပြောတာမဟုတ်ဘူးဆက်သွယ်ရေးကောင်းတာကိုကြည့်ပြီးတော့ပြောတာခလုတ်တစ်ချက်နှိပ်တာနဲ့ကဘာရှည်ချမ်းနဲ့အနောက်ချမ်းကိုလှမ်းမြင်ရတယ်စကားပြောလို့ရတယ်သူကဒါလောက်ကိုကြည့်ပြီးတော့ကဘာကြီးကိုရွာလို့ပြောတာကိုတည်းကဘာလဲတော့ကဘာကြီးက
မိသားစုနေထိုင်ရာအိမ်ကြီးလို့ပြောတာဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးကဘာထောက်ထားပြသေးလဲဆိုတော့ဘုန်းဘုန်းတို့အနမတကတန်ယုံမှာလာတဲ့ဒေသနာတစ်ခုရှိတယ်နာသောဘိက္ခွေတတော်သူလဘရူပေါ်ယောနမာတာဘူတပုပ္ပောဟုတ်လားအမေမတော်ဘူးတဲ့လူဆိုတာအလွန်ရှည်လျားတဲ့တန်တရားမှာမရှိဘူးတဲ့ဟုတ်လားအဖေမတော်ဘူးတဲ့လူဆိုတာမရှိဘူးညီကိုမောင်နှမမတော်ဘူးတဲ့လူဆိုတာမရှိအဲ့ဒါကိုစဉ်းစားလိုက်လို့ရှိရင်အော်တချင်ကအခုအမျိုးမတော်ဘူးလို့တချင်ကအမျိုးတော်ခဲ့ကြတာပဲဟောဒီအတွေးဒီအမြင်ဟာမှန်လဲမှန်ကန်တယ်မှန်ကန်တဲ့အပြင်အကျိုးလည်းရှိတယ်ဘာအကျိုးရှိတော့ဆိုတော့စိတ်ထားကိုနုံညံ့စေတယ်မင်းကလည်းအမျိုးတော်တယ်လို့တချို့ဆိုလို့ရှိရင်ဒဇိန်နေထားတဲ့တရားနောက်ချွေမျိုးဆက်ကြည့်လိုက်တော့မှဟဲအမျိုးကြီးအရင်ရှိသေးပါလားဆိုတော့စိတ်ကဘာဖြစ်အောင်တော့ရှောက်ပြောင်းသွားတယ်နော်ချွေမျိုးတော်တယ်လို့သိရတဲ့စိတ်ကစိတ်ကိုပို့ပြီးတော့နှွေးထွေးစေတယ်မေတ္တာတရားကိုပို့ပြီးတော့လွယ်လွယ်ကူကူဖြစ်စေတယ်ပေါ့ဟုတ်လားဒါမှမဟုတ်အဲ့ဒီဒေသနာလေးကိုထောက်ပြီးတော့အမျိုးမတော်ဘူးတဲ့လူဆိုတာမရှိတဲ့အတွက်ကြောင့်အားလုံးသောလူသားတွေရဲ့ပုံမှာဆွေမျိုးလိုသဘောထားပြီးတော့တော့ချီးမြှောက်နိုင်ရပြီကိုယ့်ရဲ့ဆွေတွေမျိုးတွေတွေ့တတ်တော်ဆက်တဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာဝတ္တရားကြည်ရမယ်ဝတ္တရားကြည်တာထက်ပိုမိုပြီးတော့ကြီးမားတဲ့မေတ္တာတရားနဲ့ချီးမြှင့်ထောက်ပံ့နိုင်မှုကိုလည်းပြုရမယ်ဟုတ်လားဒါကတော့အလိုအဆုံးအရာကိုပြောတာပေါ့နော်သို့တော့အဲ့ဒါတည်းတဆင့်တက်ပြီးတော့နော်ကိုလူမျိုးကိုတိုင်းပြည်ကိုနိုင်ငံအတွက်လုပ်မယ်ဆိုရင်လည်းပိုးပြီးတော့ကောင်းတယ်အဲ့ဒါထက်ပိုးပြီးတော့ကိုလူမျိုးထက်ဆိုတဲ့ဘောင်ကိုပါကြော်ပြီးတော့နော်လူသားမျိုးနွယ်တစ်ခုလုံးကိုပဲမခွဲခြားတော့ဘဲနဲ့ဒါတွေကလူအမျိုးတွေလူမျိုးတွေဟုတ်လားအဲ့လိုမျိုးကိုထားနိုင်မယ်ဆိုရင်တော့ဘာဖြစ်သွားပြီတော့အများကြီးပို့ပြီးတော့မြင့်မြတ်သွားပြီပေါ့နော်ဟုတ်လားဒါကဆွေမျိုးနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားလေးတွေပေါ့ဟုတ်လားဆွေမျိုးနဲ့ပတ်သက်ပြီးတော့ပြောရင်တာလေးတွေကြံနေသေးတယ်အဲ့ဒါကဘာလို့ဆိုတော့မပြောတော့ပါဘူးမပြောတော့ပါဘူးဆိုတာဆွေရင်းမျိုးချင်းကတချို့အသင်မပြေကြတာကိုအကြောင်းပြုပြီးတော့နော်စကားလေးတွေပုံမြင်လေးတွေအကြောင်းအရာလေးတွေဖြစ်နေတာတွေရှိတယ်အဲ့ဒါတွေကဘုံဘုံစိတ်ထဲမှာသွေးစိတ်ထဲမှာဆွေမျိုးဆိုတဲ့အမြင်ကိုနည်းနည်းလေးစိတ်ငါးသွားစီမှလည်းပဲစိုးတယ်ပေါ့နော်ဆိုရပါစို့အကြောင်းအရာတစ်ခုပြောထားတာရှိတယ်မှတ်တော့မှတ်ပြီးတော့ပါဘူးတိတိကျကျမေတ္တာနဲ့ပေါင်းစည်းဖို့ကဒါလည်းအဓိကပေါ့နော်သွေးသားတော်ဆက်ဖို့ကအဓိကမဟုတ်ဘူးဆိုတဲ့အမြင်မျိုးမြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ခုလည်းရှိတယ်လေဝိသတပရမညာတိနော်ယဉ်ဒီကျွမ်းဝင်မှုရှိခြင်းဟာအကောင်းဆုံးဆွေမျိုးလို့မြတ်စွာဘုရားဟောတာရှိတာဟုတ်လားအဲ့ဒါလည်းဒါအလွန်မှန်ပါတယ်ဒါပေမဲ့တချို့အကြောင်းအရာလေးတွေကြတော့နော်ဆွေမျိုးရဲ့ခံစားချက်ကိုပေါ့သွားစေမှလည်းနည်းနည်းစိုးတယ်ပေါ့နော်စကားတစ်ခုရှိတယ်ကိုအချစ်ဆုံးကိုကြီးရပဲအနာရောဂါတွေဖြစ်စေပြီးတော့ကိုယ်ကိုတတ်မှာပေါ့နော်ကိုယ့်အတွက်အကြီးမားဆုံးသောအန္တရာယ်ကိုအချစ်ဆုံးခန္ဓာကိုယ်ကြီးကနေပေါက်ဖွာလာတာပေါ့အနာကြီးတွေပေါက်တယ်လောက်တွေကျတယ်ဘယ်ရောက်လာတော့ဘယ်မှရောက်မလာဘူးဒီခန္ဓာကိုယ်ဖြစ်လာဟုတ်လားအဲ့ဒီကြောက်မဲ့ဖွယ်ရာယောဂါကိုပျောက်စေတတ်တဲ့ဆေးကိုဟိုးအဝေးကြီးတော်ရရတယ်တဲ့ကဲအဲ့ဒါတော့ဘာကိုပြောနေတာတော့သွေးသားတော်ဆက်ပေမဲ့လို့လည်းပဲတချို့အကျိုးစီးပွားကိုတယောက်နဲ့တယောက်မလိုလားပဲနဲ့ရန်သူတွေဖြစ်နေကြတာတွေရှိတယ်သွေးသားမတော်ဆက်ပေမဲ့လို့လည်းပဲဖို့အဝေးကြီးတွေကမှရှိတဲ့ဆေးပင်တွေလို့ကိုယ့်ကိုအကျိုးပြုနေတာလည်းရှိတယ်အဲကြောင့်အဓိကဖြစ်စေချင်တာကတယောက်နဲ့တယောက်မုန်းရတယ်ဆိုတာဆွေမျိုးတွေကိုသူများတဲ့ပို့ပြီးတော့ဆိုးတယ်လို့ချို့ကမြင်ကြတာရှိအမှန်ဘုံဘုံအမြင်ကတော့ပို့ဆိုးတယ်လို့မမြင်ပါဘူးဆိုးရင်လည်းဆိုးမယ်ပေါ့နော်ဒါပေမဲ့အဓိကခံစားချက်တွေကဘာကြောင့်ဖြစ်လဲဆိုတော့ထိစက်မှုများလို့လူတွေပြင်မကလူရဲ့ပုံမှာလွယ်လွယ်ကူကူချစ်နိုင်တယ်ကိုယ့်အိမ်ကလူတွေပေါ်ကြတော့ဟာတမျိုးတွေစိတ်တွေကဖြစ်နေတာရှိတယ်အဲ့ဒါမှမဟုတ်ဆိုအတူတူနေကြတဲ့အခါကျတော့အဖို့ထစ်တွေရှိတာပေါ့ပြင်မကလူပေါ်မှာကောင်းဖို့ပြင်မကလူပေါ်မှာဒစိမ့်တွေရဲ့ပုံမှာဖော်ဖော်ရွေလေးဆက်ဆံတတ်ဖို့အဲ့ဒါကတိတ်ပြီးတော့မခဲရင်ပါဘူးဟုတ်လားတကယ်တမ်းကဒီရွှေတွေမျိုးတွေအတူတူနေကြတဲ့မိသားစုဝင်ချင်းချင်းအထူးသဖြင့်ဒီညီကိုမောင်နှမအရင်နေမှာစိတ်ကနှွေးနှွေးထွေးထွေးရှိဖို့ဟာဘာလို့အလွန်မှကိုအရေးကြီးတယ်ဒီဥစ္စာဟုတ်လားအဲ့ဒီစိတ်ပေါ့သွားမှာဆိုလို့သို့တော့အကြောင်းအရာတွေမပြောဘူးလို့ပြောတာဒါပေမဲ့ပေါ့စရာအကြောင်းလည်းမရှိပါဘူးအဲ့ဒါလည်းပဲမှန်တဲ့လောက်ကလည်းမှန်နေတာမြတ်စွာဘုရားပြောထားတဲ့ဝိသတာပရမညာတိရတော့ဒါအမှန်ဆုံးပဲလေဟုတ်လားနော်ဘာလဲတော့ယဉ်ဒီကျွမ်းဝင်မှုရှိခြင်းဟာအကောင်းဆုံးဆွေမျိုးလို့အဲ့လိုပြောတာဟုတ်လားသို့တော်လည်းပဲညာတကာနဲ့စသင်္ကာဆိုတာကိုဘုံဘုံတို့ကဘယ်လိုမျိုးသဘောပေါက်စေချင်တာတော့အကြောင်းရှိခဲ့လို့နော်ဆွေရမျိုးရသားချင်းရဖြစ်လာကြပြီဟုတ်လား
ဆိုကြပါစို့ညီကောင်မောင်နှမအရင်ဆိုရင်ဒီအဖေဒီအမေအတူတူကနေပေါ့ဒီသွေးဒီသားကိုအမိပြုတော့ဖြစ်လာတာနဲနဲနော်အကြောင်းမဟုတ်ဟုတ်လားဆိုကြပါစို့ဦးလေးတော်လေးဆိုရင်ဟောကို့အဖေရဲ့အဖေနဲ့ကို့အဖေရဲ့ဒါမှမဟုတ်ကို့အမေနဲ့သူတို့ကဘာတော့တသွေးတသားတဲ့အမိပြုပြီးတော့ဖြစ်ခဲ့ကြတဝင်းခွဲတွေဆိုရင်ဟာအဲ့ဒီအနေထားနဲ့ကို့အဖိုးနဲ့သူ့အဖိုးကဘာတော့အတူတူပဲလေဟုတ်လားနှဝင်းခွဲဆိုရင်ကို့ဘေးနဲ့သူ့ဘေးနဲ့ကဘာတော့အတူတူပဲတယောက်တည်းဒါကိုမြင်ရမှာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့စိတ်တွေကဘာတော့ရွှေမျိုးတွေရဲ့ပုံမှာနော်ပို့ပြီးတော့တန်ဖိုးထားဖို့ယဉ်နီးဖို့မေတ္တာရှိဖို့ဒါကြောင့်မြတ်စွာဘုရားဒီမှာသီးသန့်ညာတကနေစသင်္ကောဟောလို့ခေါ်ထားတယ်လို့ဘုန်းဘုန်းကတော့အဲ့လိုမြင်ပါတယ်အဲ့လိုပြောခြင်းပါတယ်ဟုတ်လားဒါကနော်လောကလူသားတွေနော်ဆွေမျိုးရဲ့ဆိုဘယ်သူမှကင်းနိုင်တာမဟုတ်နော်မကင်းနိုင်တဲ့အခါကျတော့ဘာလို့ဖို့လို့တော့ဟိုတရားကြည်ဖို့လိုတယ်တဆင့်တက်ပြီးတော့နှွေးထွေးတဲ့မေတ္တာတရားနဲ့နော်ချီးမြှင့်ထောက်ပံ့နိုင်မှုအရေးကြီးတယ်ဒါလေးကိုပြောတာပါဟုတ်လားနော်ဆွေမျိုးတွေရဲ့အပေါ်မှာသင်္ဃာတရားနဲ့ချီးမြှောက်ခြင်းရလည်းပဲကြီးပွားခြင်းချမ်းသာခြင်းပြည့်စုံခြင်းရဲ့အကြောင်းတရားကိုပြုရမရဘူးလားရောက်တယ်ဒါကြောင့်ညာတကနေစသင်္ဃာမင်္ဂလာနဲ့ပြည့်စုံနိုင်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း